အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီအပိုင်းအလုံးမအားတာနဲ့ဗီဒီယိုလေးတွေတိတ်မတင်ပြဘူးပေါ့နော်အခုဘာလို့လာပြီးနန်းနေတော့အလုပ်လေးနည်းနည်းအားနေရတဲ့ကြိုက်တွေ့တဲ့ကဏ္ဍလေးလည်းရှိတာနဲ့ကဏ္ဍလေးတစ်ခွက်ကျွန်တော်တင်ပေးလိုက်တာပေါ့ဗျာကြိုက်နဲ့တက်ရင်လည်းထိုးလို့ရအောင်ပေါ့နော်ဒီကဏ္ဍမထွက်ခင်အရင်ပွဲမှာတည်းကဒီနှစ်တစ်လေးမှာတည်းကကျွန်တော်ကြိုဖမ်းခဲ့တယ်ပေါ့နော်ကြိုဖမ်းတဲ့အတိုင်းပဲကျွန်တော်ကြိုဖမ်းတာကနောက်နှလုံးတူပြီးရှေ့ထိပ်စီးလွဲသွားပါတော့ကျွန်တော်ဘယ်ကနေကြိုဖမ်းလဲဆိုကျွန်တော်တို့ဒီမှာပေါ့ဗျာနှစ်နောက်ပိတ်ရှေ့ပေါင်း5ပေါ့ဗျာ3နောက်ပိတ်ရှေ့ပေါင်း5ပေါ့ဗျာ4နောက်ပိတ်ရှေ့ပေါင်း5လို့ဖြစ်တယ်ပေါ့နော်ဒါမှ break ခွန် break 8 break 9ပေါ့နော် break ခွန် break 8 break 9ပေါ့သူ့ရဲ့ပေါ်သောမှာကျွန်တော်တို့ဒီမှာ6ခါပေါ့နော်အဲဒီ3နောက်ပိတ်ရဲ့သောင်းမှာလည်း6ခါပေါ့နော်ဒီ4နောက်ပိတ်ရဲ့သောင်းမှာကျွန်တော်တို့ဒီမှာ6ခါဆိုပြီးတော့ထည့်တော့အဲ့ဒီမှာကျွန်တော်ဒီပွဲမှာကျွန်တော်တို့က9နောက်ပိတ်နဲ့ရှေ့ပေါင်း5ဆိုပြီးတော့ထိုးမှာပေါ့နော်ထို့ပေါ့ပြီးခဲ့တဲ့ပွဲမှာဘယ်လိုကြိုဖမ်းခဲ့လဲဆိုကျွန်တော်တို့ကဒီ6ဖြစ်လို့ဒီ6ခါကြောင့်အပေါ်က6နဲ့3ညာခါနဲ့ကိုကျွန်တော်လှမ်း9တယ်ပေါ့ဗျာဒီမှာလဲသူက5ခါနဲ့4ခါနဲ့ကိုလှမ်း9တယ်ပေါ့ဗျာဒီမှာဆိုရင်ကျွန်တော်10ခါရှိတယ်ပေါ့နော်ဒီမှာ1ခါပေါ့ဒီလို1ခါပေါ့နော်ကျွန်တော်အဲ့လိုမျိုး1ခါရပြီးတော့သူကဒီ break ခွန် break 8 break 9ကိုနောက်ပေါင်းနောက်နှလုံးခွန်နောက်နှလုံး8နောက်နှလုံး9ဆိုပြီးတော့ကျွန်တော်ဖြည့်မယ်ပေါ့အဲ့ဒီမှာ4နောက်ပိတ်1ခါ4နောက်ပိတ်ပေါ့ဗျာပြီးတော့သူကခွန်ရှိကိုတခါသူကပြောင်းပြန်ဖြည့်မယ်ပေါ့ဗျာဒီမှာ break ကသူကခွာကို9ခွာကို8ခွာကိုခွန်ဆိုပြီးကျွန်တော်တို့ကဒီခွန်ရှိ9 break ကိုနောက်ထောင်ခွန်ရှိ9နဲ့ခွာ9 8ခွန်နဲ့ပြန်ဖြည့်မယ်ဆိုပြီးကျွန်တော်3 1 4ဆိုပြီးတော့ထိုးတာပေါ့နော်အဲ့မှာnet delay ဆိုတော့တွတ်လဲမရတော့ကန့်လန့်ကြီးပြတ်သွားခုဒီပွဲမှာကျွန်တော်ဆက်ထိုးမှာကျွန်တော်တို့အဲ့ဒီ6နောက်ပိတ်ရဲ့အောက်မှာပေါ့နော်ကျွန်တော်တို့မြင်မိတာလေးကကျွန်တော်ဒီမှာဒီ9ထိပ်ရဲ့အောက်က3ညာခါရဲ့3နောက်ပိတ်လေးပေါ့နော်9 3ညာ30ကဏ္ဍလေးကဒီမှာလာရွှေသလားပေါ့နော်အဲဒီမှာလဲသူက6ခါလေးရဲ့အောက်မှာသူက3ထိပ်ရဲ့4ခါရဲ့2နောက်ပိတ်ရဲ့ပေါ့နော်3 4 2ဆိုတဲ့ကဏ္ဍလေးကအောက်ကိုလာထွက်သလားပေါ့နော်ဒီမှာ6ခါရှိရပေါ့နော်6ခါရဲ့ထိပ်စီ4ထိပ်ရဲ့ကျွန်တော်1ခါရဲ့9နောက်ပြီပေါ့နော်4 1 5ပေါ့ကျွန်တော်4 1 5ဆိုတဲ့ကဏ္ဍလေးဒီပွဲမှာကျွန်တော်တို့ဖမ်းလိုက်တယ်ပေါ့နော်သူကအဲ့ဒီမှာကျွန်တော်တို့ကဒီမှာ2နောက်ပိတ်ရှေ့ပေါင်း5 3နောက်ပိတ်ရှေ့ပေါင်း5 4နောက်ပိတ်ရှေ့ပေါင်း5နဲ့ကျွန်တော်ဒီမှာ9နောက်ပိတ်ရှေ့ပေါင်း5ပေါ့ဗျာနောက်ပိတ်ရှေ့ပေါင်းကထိပ်စီးအနေနဲ့အဲ့ဒါကျွန်တော်4 1 5နဲ့1 4 5ပေါ့နှစ်ကွက်ပေါ့နော်ထိပ်စီးအနေနဲ့ကတော့ကျွန်တော်ဒီ6ခါရဲ့ထိပ်ကတပွဲကျော်ပြန်လာသလားပေါ့နော်ဒီ6ခါရဲ့အပေါ်ကထိပ်ကလေးကကျွန်တော်တို့ဒီ6ခါရဲ့ဒီ3ထိပ်လေးကတပွဲကျော်3ထိပ်ဆိုပြီးပြန်လာသလားပေါ့နော်ကျွန်တော်ဒီ6ခါမှာ4ထိပ်လေးရှိတော့ကျွန်တော်4လေးကထိပ်အနေနဲ့ဒါပြန်လာမလားပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာ4 1 5အချိုက်နဲ့အာလေးတော့ရှန်လိုက်ပေါ့ဗျာနော်ဟုတ်ကဲ့ကျွန်တော်ပြချင်တာဒီ4 1 5ဆိုကဏ္ဍလေးပေါ့နော်သူကအပေါ်မှာ9 1 4ထွက်ပြီးသားဆိုတော့ကျွန်တော်ပြန်ကြပါတော့ဒီပွဲမှာဒီ9 1 4ဆိုကဏ္ဍတခြား site တွေနဲ့ဒါပြန်ကြထွက်ရမယ်ဆိုတော့line လေးလည်းရှိတော့ကျွန်တော်ဒီကဏ္ဍလေးကိုပို့ကြိုက်မိတာပေါ့နော်မိမိသဘောဆန္ဒနဲ့ကြိုက်နေတဲ့တဲ့ဆိုရင်ဒါထိုးလို့ရတယ်ပေါ့နော်ကဏ္ဍလေးတစ်ခုပြပေးလိုက်ပါတယ်အားလုံးပဲကံကောင်းကြပါစေဗျာ